ကိုယ့်ကိုဘလောက်ပဲနာကျင်အောင်လုပ်ပါစေအပြုံးမပြတ်ဘူးကိုယ့်ကိုဘလောက်ပဲဒုက္ခတွေပေးပါစေစေတနာမပြတ်တာအဲ့ဒါကိုမေတ္တာလို့ခေါ်တယ်အဲ့ဒီလိုကိုယ့်ပေါ်ကိုအပြုံးမပြတ်စေတနာမပြတ်ဖဲနဲ့ငဲ့ကွက်ထောက်ထားပြီးတော့ဆက်ဆံပေးတဲ့လူတွေကိုမစော်ကားမိပါစေနဲ့မပြစ်မှားမိပါစေနဲ့မေတ္တာဆူးရင်ယူရတယ်စေတနာအကျွေးတင်သွားခဲ့ရင်ဆက်ရခက်တယ်အိမ်လုံးကလူတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံပြီးခွဲခွာလိုက်ရတဲ့အခါမျိုးတွေမှာဘာမှမထူးဆန်းဘူးတွေ့ပြီးရင်ခွဲလဲရတယ်တရားဘက်ကကြည့်လိုက်ရင်တော့မှန်ကန်တယ်ခွဲခွာရမယ့်သဘောရှိတယ်ဒါပေမဲ့တစ်ခါတလေမှလေလူတွေကတယောက်နဲ့တယောက်တွေ့ဆုံပြီးခွဲခွာလိုက်ရတဲ့အခါမှာဘာမှမဖြစ်ဘူးလို့ထင်ရပေမဲ့ဘဝမှာအသက်ရှင်နေသေးတဲ့အချိန်တွေမှာကိုယ်နဲ့တွေ့ဆုံပြီးခွဲခွာလိုက်ရတဲ့လူကကိုယ့်အပေါ်ကိုအပြုံးမပြတ်စေတနာမပြတ်နဲ့မေတ္တာတွေပေးနိုင်တဲ့လူကိုယ်အမားတွေလုံနေခဲ့ရင်တောင်မှပြုံးပြုံးကြီးနဲ့လမ်းပြတွန်တင်ပြီးတော့လမ်းကြောင်းမှန်ပေါ်ကိုရောက်အောင်ဆွဲတင်ပေးခဲ့တဲ့လူမျိုးတွေကိုကြားခွဲခွာပြီးရင်ဆုံးရှုံးပြီးသွားရင်နောက်တစ်ခါပြန်မတွေ့နိုင်တော့လူတစ်ယောက်နဲ့တစ်ယောက်ခွဲခွာပြီးအသက်ရှင်သမျှတစ်ယောက်ပြီးတစ်ယောက်ထပ်တွေ့နေအောင်ပါပဲဆိုတာမှန်ပေမဲ့ကိုယ့်ဘော်ကိုတကယ်မေတ္တာထားနိုင်တဲ့လူကိုယ့်ဘော်ကိုတကယ်ကောင်းပေးနိုင်တဲ့လူပြုံးပြုံးကြီးနဲ့ခွင့်လွှတ်နားလည်ပေးနိုင်တဲ့လူမျိုးကိုကြတော့တစ်ခါတွေ့ပြီးရင်နောက်တစ်ခါပြန်တွေ့ဖို့ဆိုတာမလွယ်တော့ဘူးလေဒါကြောင့်မို့ကိုယ့်ဘော်ကိုပြုံးပြုံးကြီးနဲ့ခွင့်လွှတ်နားလည်ပေးနိုင်တဲ့လူစေတနာမပြတ်မေတ္တာထားပေးနိုင်တဲ့လူတွေနဲ့တွေ့ရင်တန်ဖိုးထားပါမြတ်နိုးပါလေးစားပါवे तेरे